မန္တလေးမြို့ချမ်းရီသာသာမြို့နယ်အတွင်းရှိမဟာလောကယံနှင့်အောင်တော်မူမြတ်စွာဘုရားတွင်မှာမြန်မာတက္ကရာ1388ခုနှစ်မြန်မာနှစ်21ရက်တွင်နှစ်တကူအခါသမယရက်နေ့တွင်ကုသိုလ်ပြုသူများဖျားဖူးလာပြည်သူများနှင့်စီကားလျက်ရှိကြပါသည်နှစ်သက်ကူးပြောင်းလာသည်နှင့်အမျှမြန်မာတို့၏ရိုးရာဓလေ့ထုံးတမ်းနှင့်အညီနိုင်ငံတော်ဝန်လုံးမှာကုသိုလ်ကောင်းမှုပြုလုပ်သူများနှင့်စီကားလျက်ရှိကြပါသည်မဟာလောကယံနှင့်အာနာမုမြတ်စွာဘုရားသို့လာရောက်ဖျားဖို့ကကုသိုလ်ယူကြသူများမှရွှေသင်္ကန်းများဆက်ကပ်ခြင်းပန်းများကပ်ခြင်းဓမ္မစကြာများရွတ်ဖတ်ပူဇော်ခြင်းတရားထိုင်ခြင်းရေသက်ပေခြင်းတရားဘာဝနာပွားများခြင်းတဏ္ဍခါဆက်ကပ်ခြင်းအကျွေသည့်ပြစ်ကဆူတောင်းခြင်းများစတဲ့ကုသိုလ်ယူကြသူများနှင့်ဖျားဖူးလာပြည်သူများစီကားလျက်ရှိကြောင်းသိရပါတယ်ကျွန်တော်ချမ်းမြေပါပါ